ကိုတက်မှတ်အောင်ကောင်းမွန်အောင်ထိန်းချောင်းပေးနိုင်တဲ့အတွက်ကြောင့်တကယ်ကိုလက်တွေ့စိတ်နှလုံးရဲ့ငြိမ်းအေးမှုကိုရစေနိုင်တဲ့အစွမ်းရှိတဲ့လမ်းညွန်ချက်ပါနေတဲ့ဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်အဲ့ဒီဂါထာရခြင်းလှရောက်မယ်နဲ့တူရနော်ရှားပြီးသားနော်ဒီလူတွေရဲ့ခေါင်းထဲမှာရှိပြီးသားလောကရန်တရားနဲ့ပတ်သက်ပြီးတော့လဲဘုံဘုံကရှေ့ရပြောထားတယ်အလွန်မှကောင်းတယ်လို့လည်းပြောထားတယ်ဘယ်ဂါထာလေးများဖြစ်မလဲဖုဋ္ဌတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံရတော့ရထားတယ်ဒါပေမဲ့ဘယ်တိုင်းတာထိဒီဂါထာလေးရဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကိုနားလည်နိုင်တယ်လေအဲ့ဒီနားလည်မှုအနိမ့်အမြင့်ပေါ်မှာမူတည်ပြီးတော့ကိုယ်စိတ်ထဲမှာဒီဂါထာရဲ့အကျိုးသက်ရောက်မှုအကြီးအသေးဟာဖြစ်သွားမယ်ပေါ့ဟုတ်လားဖုဋ္ဌတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလာမုဒ္ဓမံလောကဓမ္မေဟိလောကရန်တရားတို့ဖြင့်ဖုဋ္ဌတတွေ့ကြုံလာရတဲ့ယတ္တအခြင်းယန္တာပုဂ္ဂိုလ်အားစိတ်တံစိတ်သည်နာကံပတိမတုံလှုပ်အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်တာနော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်က10မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုန်လှုပ်မှုမရှိဘူးဒီနေ့မှာတုန်လှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုန်လှုပ်တယ်လို့ပြောတာဘုန်းဘုန်းတို့တာမန်အဖြစ်ပုထုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဝမ်းနည်းကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘလာဘိနဧကထတာရိတသမနာမမနော်သုလသုဘရာအနာရဘိန်တတိကြီးရဲ့သမီးနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်အောင်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြရတာတွေရှိတယ်အဲ့ဒီမှာယဟန္တာအရှင်တို့ရဲ့ဂုဏ်ကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိ